ဘာကိစ္စလဲပြောညနေမှလုံနေလားငါ wifi လာစုံစမ်းတာငါ customer လေးမထိုက်ခိုင်းတော့ဘူးလားအဲ့ဒါလေကြွရဒီဘက်ကိုငါတိုက်တစ်ကြီးမှာ wifi တက်ဖို့လာစုံစမ်းတာအိမ်မှာသုံးမယ်ဆိုရင်ငါ့မာနဲ့က home plan ဆိုပြီးတော့25မနဲ့30မနဲ့40မဆိုပြီးရှိအဲ့ထက်နေကြိုက်တာဒီလိုရအဲ့ဒါမျက်နှာမရှိဘူးလားရှိတာဗောအဲ့ထက်မှာဆိုလို့ရှိရင် premium plan တွေက50မနဲ့100မဆိုပြီးရှိဒါအပြင်လုပ်ငန်းသုံးမယ်ဆိုလို့ရှိရင် DI နဲ့ corporate ဆိုပြီးရှိကြီးရဲ့ကိုပဲသွားနေလားဒီမှာလေတဲလေးတော့ဖို့အတွက်အေးသွားဝယ်ဟာအပြင်မှာပူလိုက်တာတဲလေးတန်ကြမှာပဲအေးချမ်းသွားကိုလည်းအပေါ်ကြီးပြောနေပြန်ပြီတဲလေးကအမြဲတမ်းဒီလိုပဲပြောတော့တဲ့ဟာ wow ကိုနာဆိုရင်တဲလေးကကလေးလေးလူဖြစ်သွားပြီးတော့အတန်လေးကချစ်စရာကောင်းသွားနေပါနော် oh my god ဟောညစကားထဲမှာပြောရလေတတိယပဲလို့ပြောလိုက်အိမ်မှာအခုကအဆင်ပြေလား wifi လေးကကြည်ပါတယ်တဲလေးမဲ့အများဆုံးကပဲယူလိုက်မယ်နော်အဲ့ဒါဆိုရင်100မှတ်ယူမယ်အများဆုံးလာတက်ပြီနော်ကိုပြတ်မယ်လားအားပြစိ